အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ຫນွေဦးပါခင်ဗျာ Rainbow Audio Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာຫນွေဦးဒီကြားထဲမှာလူကလည်းနေမကောင်းဖြစ်နောက်ကြောင်းကိစ္စလေးနဲ့နည်းနည်းလေးအလုပ်ရှုံနေခဲ့တော့ဒီဘက်ကိုနည်းနည်းလေးသိပြီးတော့ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ခုကနေလဲနည်းနည်းပြန်ကောင်းနေပြီလူကလည်းတက်တာနေပြီကြောင်းကိစ္စတွေအားလုံးနေပါလဲအဆင်ပြေသွားပြီဆိုတော့ຫນွေဦးစာပြန်ဖတ်ပြမယ်ပေါ့နော်ဒီနေ့ຫນွေဦးဖတ်ပြချင်တာအော်တာမျိုးရဲ့ဝမ်ရှော့လေးတစ်ပုဒ်ပေါ့နော်မိဘရဲ့ဝမ်ရှော့ရေးတဲ့ဟိုဘက်ခြံကမောင်အဲစိန်ဆိုတဲ့ဝမ်ရှော့လေးကိုຫນွေဦးဖတ်ပြချင်ပါတယ်မန်လာမြေနဲ့တက်ဆိုင်တဲ့ဝမ်ရှော့ချိုလေးတစ်ပုဒ်ပေါ့နော်ဒါလေးတူတူနားဆင်ပေးပါအောင်ခင်ဗျာဒါနဲ့မစခင် channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရခင်ဗျာမမ်းမြေနွေရသည်အလွန်ပူပြင်းလာသည်ရဟောင်းချွေကရွှဲနုတင်များဝေစာနေသောတစ်ပင်များကိုလည်းပကြီးကားတစ်ချက်တစ်ပွဲတွေ့ရသေးသည်ဒီချိန်ဆိုရင်ကန်းကော်ဘန်းတို့ခြံလိုက်နေပြီးတော့ရနန်းထုံလျက်ရှိသည်မန္တလေးမြို့၏ကန္နဝင်ဆန်သောအလားတရားများမှာစာမဖွဲ့နိုင်အောင်များပြားလာသည်ຫນွေသူမောင်ဆိုတဲ့ကျွန်တော်အတွက်မမ်းမြေဟာဘွားတစ်ခုလို့ပြောရတဲ့အထိအမတ်တရများကင်းအောင်နေပေသည်ကျွန်တော်မမ်းမြေကိုချစ်တယ်ထို့တူမမ်းမြေကိုအလဲလာခဲ့ဘူးတဲ့တစုံတစ်ယောက်ကိုလည်းနှလုံးသားတစ်ခုလုံးနဲ့ရင်းကမျက်နှိုးဆဲဖြစ်တယ်သူဟာအခြားသူမဟုတ်ကျွန်တော်နှလုံးသားတစ်ခါကိုခောက်ပြီးတော့ကြည်စဲသွားသူဖြစ်တယ်အမျိုးသားတစ်ယောက်ကိုချစ်မိတဲ့အတွက်ရှင်စရာကောင်းတယ်ဆိုတဲ့စကားများတစ်ချိန်ကကျွန်တော်သိချစ်ပါတယ်ဆိုတဲ့တငယ်ချင်းတွေစီကလည်းကျွန်တော်ကြားခဲ့ဘူးတာပဲကျွန်တော်ရွေးချယ်ခဲ့တဲ့ဖြစ်တည်မှုအတွက်တခါလေးတောင်သိငယ်စိတ်မဝင်ဘူးတာတော့အမှန်ပါပဲဝင်ခဲ့လို့ရမလားဆရာຫນွေသူမောင်၏အတွေးလွန်နေမှုသည်သူနာပြုဆရာမလေးတကားခောက်တန်ကြောင့်ပြန်လဲအတိကတ်လာသည်ဝင်လာပါခက်ပြက်ပြက်စကားသာဆိုရသည့်ຫນွေသူမောင်ဟူသောဒေါက်တာလေးကိုအားလုံးကရှင်ရသည်နေ့ပြန်ကြရင်ဒီဆေးရုံပါရဂူတေးရောက်မယ်တဲ့သူကြိုဆိုဝဲနဲ့အတူဆေးရုံအားဆရာဝန်တွေအတွက်ညစာပွဲလုပ်ပေးဖို့စီစဉ်ထားတယ်ဒေါက်တာလည်းတက်ဖို့လာပြောတာပါဆရာဝန်အသစ်တစ်ယောက်ရောက်ပြီဆိုသောသတင်းကိုနှွေးသူလည်းကြားမိပါသည်သို့တော့နှွေးသူကဒီလိုကိစ္စများကိုစိတ်ဝင်စားတဲ့သူတော့မဟုတ်ပါပဲဒေါက်တာဆေးရုံဝင်တဲ့ကန်းကော်ပင်တောင်မှပွင့်နေရမှလိုင်နေရောပဲနော်ကန်းကော်ပင်များဝေစာနေသောပင်ကြီးကိုနှွေးသူကြည့်လိုက်ရ၏နှွေးသူရင်ထဲလှိုက်တက်လာသည်သို့တော့ဟဲ့ရဲ့လေးပြုံးလိုက်မိသည်ကန်းကော်တွေဝင်နေပြီအကိုရဲ့ထားခဲ့ရတာပျော်ရလားခင်ဗျာရဲ့ဒေါက်တာဝေးကျမကိုခွင့်ပြုပါအောင်ကောင်းပါပြီအော်ဒါနဲ့စကားမဆက်အခုပြောင်းလာမယ့်ဒေါက်တာမင်းသားရှော့အောင်တော့ချော်တာတဲ့ဆရာရဲ့တို့တော့ငဲရကြီးရဲ့ဟိတဲဒီကလေးမငါကောက်ပြစ်လိုက်မယ်တော်ဟိဆက်ဖြည်းဖြည်းလောက်ကထခုန်နေတဲ့ကောင်မလေးကိုနှွေးသူဟောက်လိုက်သည်ဒီကလေးမလေးတွေကိုတကယ်ကိုမနိုင်ဘူးနှွေးသူပတင်းပေါက်နားတွေမတ်ထက်ရှမ်းလိုက်သည်ချီတီကုတ်ရှိအင်ကြီးအိတ်ကတ်ထဲသို့လက်ထက်ကကန်းခေါ်ပင်ကြီးရှိရာသို့တူတွေချင်းငိမ့်မိနေတော့သည်ဆယ်ကျော်တန်းဆိုတဲ့အရွယ်ဟာတည့်ရလောက်တာမြင်တော့မှရင်ခုန်တတ်ကြတာမျိုးတဲ့ကျွန်တော်ဘဝရဲ့ဆယ်ကျော်တန်းအရွယ်မှာရှာတွေ့ခဲ့တဲ့ရေတောက်မြစ်လေးကတော့ကျွန်တော်နှလုံးသားထဲမှာအမြင့်တွယ်နေခဲ့ပြီလူတိုင်းမှာအခြေဦးကိုစီရှိကြတယ်အခြေဦးမြေဦးရရင်တော့မမေ့ဘူးဆိုသလိုပဲကျွန်တော်ရဲ့ဆယ်ကျော်သက်ရေခုန်တန်းတွေဟာတိတ်ကိုခမ်းနားခဲ့ပါတယ်အလဲလာသူအဲစိမ်းကိုမှနှလုံးသားတစ်ခုလုံးတဲခင်းအခမ်းမိတဲ့ကျွန်တော်ဘဝမရှူနိုင်မကယ်နိုင်တော့ဘူးချစ်မိလို့နောင်နာဆိုတာလည်းမရှိဘူးကိုရဲ့မေတ္တာတရားတိတ်နှံဆိုင်နေခမထားခဲ့တဲ့မန္တလာမြေမှာဒီတိုင်းလေးမရွေပဲနဲ့ကျွန်တော်စောင့်နေသေးပါ
2010ခုနှစ်ကာလမန္တလေးမြို့နေအောင်ကြီးခန့်နှွေးနှွေးသည်မှန်တကားများကိုဖျက်လျက်နှွေးသွေးမျက်နှာပေါ်သို့လာရောက်ရန်စတော့သည်နှွေးသူဆောင်ခြေထောက်ဖြင့်ကန်ထုတ်လိုက်သည်ဟာလုံးဝနေကိုဟာသာမနေပဲနဲ့လီးဖြစ်လို့ငါလာထိုးနေမျက်မှောင်ကျုံကဆဲရေးလိုက်ပြီးတော့ဂရင်မော်မှထားလိုက်သည်တူရေနိုးပြီလားချတော့လေကြီးမေရဲ့အတန်ကျဲကြီးသည်အိမ်အောက်ထပ်မှပြန့်လွင့်လာသည်နိုးပြီကြီးမေရေတူနိုးပြီနှွေးသူသည်10 တန်းကျောင်းသားတစ်ယောက်ဖြစ်သည်နှွေးသူ၏မိဘနှစ်ပါးသည်နှွေးသူမွေးပြီးချင်းမှာပဲဆုံးသွားခဲ့တာကြောင့်မိမိရဲ့အမဖြစ်သူကြီးမေနဲ့သာနေခဲ့ရသည်ကြီးမေကတော့နှွေးသူအလိုလိုက်ပေမဲ့လူတွေအားလုံးကတော့ဖေဖေနဲ့မေမေဆုံးတာဟာနှွေးသူကြောက်နေလေတဦးစနေရွအောင်မွေဆိုပဲစနေနန်းကိုအိမ်ထဲခေါ်သွင်းပြီးလို့အခုလိုဖြစ်ဆိုးတွေဖြစ်လာတာတဲ့နှွေးသူကကြိုဆိုးတယောက်လားဆိုတာတော့မသိတော့ပဲMorning တူအော်တဲ့ပါကြီးပဲကျောင်းမသွားခင်နန်းကြီးတုပ်လေးစားသွားနော်ကြီးမေဆိုင်သွားတော့မယ်ဟုတ်ကဲ့ကြီးမေစပင်းကိုဖြည်းဖြည်းနှင်းတော့တူဟုတ်ကဲ့ပါဗျနှွေးသူလည်းနန်းကြီးတုပ်ကိုပါဇက်ထဲဘလို့ဘလောင်းထိုးထဲကကျောင်းသို့အမြန်သွားရသည်အနီရောင်ပြိုင်မဲလေးကိုနင်းကမန်းလေးမြို့ရဲ့အလားတရားများကိုလည်းနှွေးသူခန်းစားမိသေးသည်ဟာဟဲ့လူဖဲလေးဘရိမမီဘူးဗျဟာသွားပြီနှွေးသူရှိကားကြီးရက်ကပေါင်ချောင်းလက်ဖြင့်အုပ်ကာထားသူကြောင့်နှွေးသူမျက်နှာပြတ်သွားရသည်ဘာဖြစ်သွားလဲဥကွဲသွားပြီဗျာဒါဆိုလူပြေရှုံးပြီပေါ့အဲ့တဲ့ရှေ့ကမုံကျွဲသေးလေးကဘာလို့အဲ့လောက်မျက်နှာပြတ်သွားရတာလဲဟေးမုံကျွဲသေးလေးမင်းကဘာလို့အဲ့လောက်မျက်နှာပြတ်နေရလဲဘာဗျကျွန်တော်နာမည်မုံကျွဲသေးမဟုတ်ဘူးနှွေးသူမောင်ခင်ဗျားပဲဥကွဲသွားပြီဆိုမုံကျွဲသေးလေးလက်ညှိုးထိုးပြတဲ့နေရာကိုခန့်တီငုံကြည့်လိုက်သည်ဒီကလေးသူပြောတာကိုအထင်လွဲသွားတာပဲခင်ဗျားလေးရဲ့သားကြီးကမုံကျွဲသေးလေးလိုပဲလေပြီးတော့ညနေကျရင်ကြော်စားမဲ့ကြက်ဥကွဲသွားတာပါကိုဦးကတော့အမေမွေးတော့အတိုင်းပါပဲခင်ဗျားဘာမှလည်းမသိဘူးဗျာကြောင်းတော့ကြနေပြီသွားတော့မယ်နှွေသူဒိုလူကိုမျက်စောင်းထိုးလိုက်သည်ထို့နောက်စပင်းကိုအသက်ကုန်နင်းကကျောင်းသို့သွားတော့သည်သူ့သားဖြူတိုင်းလူကိုမှုချိုးမြစ်ချိုးစီချိုးဖလောင်တောင်မွေးချိုးပြောတာရှုပ်လေးချောသလောက်အမြင်ကက်စရာလူကြီးပါဗျာတူရေဟိုဘက်ခြံကိုဘိန်းနဲ့တာကူစိမ့်မုံလေးသွားဖို့ပေးပါဦးအန်ဒီထားမေတို့အိမ်လာကြည့်မေဟုတ်တယ်ဒါဆိုသူ့ကိုသွားပေးလိုက်မယ်လေမုံဘိန်းနဲ့စိတ်တာကူထည့်ထားသောချိုင်းကိုကိုင်ကဟိုဘက်ခြံသို့သွားလိုက်သည်ခြံတကားလည်းဖွင့်ထားတာကြောင့်နှွေးသူဝင်သွားလိုက်သည်အနေထားမေတူပါမုံလာဖို့တာတန်မန်တကားမှတဆင်တူအိမ်ထဲသို့ချောင်းကြည့်လိုက်သည်သို့တော့ဘသူ့မှမတွေ့ရပေဟောတူပါလားမေမေကဖုန်းကြီးเจ้าမှာတီလာသွားယူတယ်ဟုတ်ကဲ့တူမုံလာဖို့တာပါကိုအောင်မန်းလေးပြန်ရောက်နေရလားကိုအောင်ကအန်တီထားမေရဲ့တူရဲသောသားလေးဖြစ်ပြီးတော့ရန်ကုန်မှာဆေးကြောင်းတက်နေသူတယောက်လည်းဖြစ်သည်ကိုအောင်ကရန်ကုန်မှာတကယ်ချင်းနေနဲ့သာတူနေပြီးတော့ကျောင်းပိတ်ချိန်မှသာမန်းလေးသို့ပြန်လာတတ်သည်အန်တီထားမေဆိုတာကမိမိရဲ့ငယ်တကယ်ချင်းသူရဲ့မွေးစားမေလို့ပြောရင်လည်းမမားပဲဟုတ်ပါဗျာကိုအောင်တို့ကျောင်းပိတ်တယ်လေဒါကြောင့်ပြန်လာတာတူအိမ်ထဲဝင်အောင်လေဟေးဝင်တော့ကိုအောင်တူချမ်းနဲ့ခဏကြည့်လို့ရမလားကန်းကော်ပန်တောက်ခုမလို့လားတော်တကြွားကျိုးနေရရဲ့လေကားနဲ့တက်ခုမှရမယ်ကျူးဆိုင်တော့တူဟုတ်ပြကိုအောင်
ကန်းကော်ပင်ကြီးသည်နှွေးသူရဲနှင့်မမီနိုင်အောင်မြင်လွန်းတာကြောင့်လေကားထောင်ကတက်ခူးရသည်ကန်းကော်ပန်းအနံ့ကိုနှွေးသူတိတ်သဘောကျသည်စောက်ကြားရဲလည်းညှက်တတ်သလိုကန်းကော်ဝစ်ဆန်ကိုလည်းတနကားနဲ့ရောလင်းရတာသဘောကျသည်ခြေပြားထောက်ကတကျူပြင်းလှမ်းကူးနေတော့တခိုးပြိုတခိုးနှွေးသူလည်းခြေကြော်ကြကမြေကြီးပေါ်ပင်ထိုင်ရလေးပြုတ်ကျသွားတော့သည်အော့မင်းရောင်ရိုးတော့ကျိုးပါပြီဘဲနဲ့လဲတခိုးလေးခမည်းပဲလားနှွေးသူကိုကြည့်ကပြုံးစီစီလှုပ်နေသောလူကိုမျက်စောင်းထိုးပစ်လိုက်သည်သူများပြုတ်ကြတာကိုသူကပြုံးနိုင်သေးတာလားအခုမဆောင်ရတိုင်းမျက်စောင်းပစ်ထုံးမနေပါနဲ့မောင်ရဲ့အဲ့ဒီမျက်စောင်းတွေကြောင့်အခုမှပြားများရတယ်နှွေးသူကိုလက်ကမ်းကပြုံးလျက်ပြောနေတဲ့လူရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီးတော့နှွေးသူဘာသာထားလိုက်သည်ထို့နောက်ထူလူခြေထောက်တက်တဲ့ကိုအားဖြင့်တက်နှင်းချပြီးတော့အောင်နိုင်သူလိုပြုံးလိုက်သည်ဦးကြောင်စားထို့သူတခွန်းနဲ့သာနှွေးသူပြောခဲ့လိုက်သည်အခုနေရောစီပင်နေရောဘာတွေပြောနေသလဲနှွေးသူမသိပေမောင်နဲ့ဘယ်မှအောင်ပြောနေမှလည်းမသိထားပါလေဒါနှွေးသူကိစ္စမှမဟုတ်ပဲနှွေးသူဖျားပန်းလဲပြီးတော့စာချက်ရဲ့အပေါ်တက်လာလိုက်သည်နှွေးသူ၏စာကြည့်စပွဲသည်ပတင်းမောင်နားရင်ရှိတာကြောင့်ကိုအောင်တို့ခြံထဲကိုရှင်းနေအောင်မြင်ရသည်ကိုအောင်နဲ့သူ့တငယ်ချင်းသည်ခြံထဲရှိဓာတ်ပေါ်တွင်ထိုင်ကဂီတာကျိုးညှိနေကြသည်ကိုအောင်တငယ်ချင်းနာမည်ကခန့်တယ်လင်းနဲ့အကိုကဟိုဘက်ခြံရဲ့ဝေယနာကနေနှွေးသူကိုအမြဲကြည့်နေတတ်သည်အစားတော့အကိုကိုအမြင်ကပ်ပေမဲ့အကိုကပေါ်ပေါ်ရွေရှိသည်နှွေးသူအရင်လိုအမြင်မကပ်တော့ဘဲနဲ့အကိုနဲ့စကားပြောနေရရင်ပြောလာတယ်အကိုကနှွေးသူထင်တာတဲ့အများကြီးတော်တယ်အကိုအိမ်မက်ကခွဲစိတ်ပါရကူတယောက်ဖြစ်ဖို့တယ်လေစာအုပ်ကန်ကအကြောင်းမဲ့နှွေးသူပြုံးနေမိသည်ထို့နောက်မြန်မာကဗျာစာအုပ်ကိုထုတ်ကစာအကျဲအော်ချက်တော့သည်နှွေးသူကအဲ့လိုအကျဲအော်ချက်မှစာအုပ်မှတ်မိတတ်သည်ဟိုဘက်ခြံထဲမှာပြန်လွင်လာတဲ့အော်ရှာရှာအတန်လေးကတကယ်ဆွဲဆောင်မှုရှိလွန်းတယ်နှွေးသူစာအုပ်လေးကိုကိုင်းကဝေယနာရှိထွက်ကြည့်လိုက်သည်ဝင်းမှုကြည်လင်နေတဲ့မျက်နှာနဲ့နှစ်ဖူးပေါ်ဝေဝဲကျနေတဲ့ဆန်တွေတစ်ပိုင်းတစ်စားတို့ကအလွန်ကြည့်ကောင်းလာသည်နမည်နဲ့လိုက်အောင်ခန့်တယ်လွန်းတဲ့အကိုကကျွန်တော်နှလုံးသားတနေရာမှာနေရာယူနေလေပြီချေရီရှောက်ရတဲ့ခါတခါပရင်ဝါကဖြက်လာချောင်းကြည့်သူရေကိုရုရှိလို့နောက်ရှက်ဖြစ်ရဲ့လဲလာတဲ့တရားသားမှုကုလူကွယ်ဟိုရေဒီယိုကမာရရဲ့ကျူးစားလိုက်စကွယ်စာရီမချနိုင်ရင်ဝမ်းနေရမယ်သူတွေရှိတယ်ဟိုရေဒီယိုကမာရရဲ့တိတ်ဆိတ်လို့ကွယ်စာအန်နဲ့အတန်လေးတောင်းတမိတယ်သူတွေရှိတယ်တချင်းတန်ဆုံးသည့်ဒီနှွေးသူနားထောင်ပြီးမှချက်လက်ဆစာများကိုဆက်ချက်ရသည်စာချက်ပြီးသည့်နောက်နှွေးသူရဲ့ဒိုင်နေဆွဲများတွင်အကိုအကြောင်းတို့ကနေရာယူလာခဲ့သည်မောင်ဗျာဘယ်တော့မလို့လဲကျွန်တော်ကျုံဘက်မှာစပိန်သွားစီမလို့ပါကိုလိုက်လို့ရမလားယင်
စပိန်မှာနောက်ကုန်မပါဘူးကိုရဲ့အကိုကမောင်းမယ်လေမောင်ကရှေ့ဘားတန်းကနေထိုင်ပြီးလိုက်ပေါ့အကိုသဘောဗျာလေပြေလိုနူးညံ့လွန်းတဲ့စကားတို့ကိုကျွန်တော်မှညှင်းဆန်နိုင်စွမ်းမရှိပေမောင်ဟုခေါ်ရတော့ဘာဒိတ်ပင်မှမသိတဲ့စကားလေးကိုပင်ကျွန်တော်မှပျော်ဝင်နေမိသည်တက်လေမောင်စပိန်ဘားတန်းပေါ်တွင်ဘေးဆောင်ထိုင်လိုက်တော့ကျွန်တော်သည်အကိုရဲ့ရှင်ဝင်းနဲ့နီးနီးကပ်ကပ်ရှိလာသည်ဆယ်ကျော်သက်ရွယ်မို့ကျွန်တော်စိတ်ကစားနေလာတော့မသိပေမဲ့ကျွန်တော်ကိုသဘောကျသည်ကျွန်တော်ဘဝရဲ့ပထမဆုံးရင်ခုန်မှုဟာမင်းကလေးတယောက်ဟုတ်မနေတဲ့အတွက်အံ့ဩခဲ့ရသေးတယ်စပိန်လေးကနမ်းမြို့တစ်ချောင်းလှည့်ပတ်နေပြီးတော့ကျုံပတ်ပတ်လေးမှာအားကစားလုပ်နေတဲ့သူတွေစပိန်ပတ်စီနေတဲ့သူတွေဈေးသည်နဲ့မန်လာမြေရဲ့ညနေခင်းဟာတက်ဝင်လှုပ်ရှားလျက်ရှိတယ်အခုကျွန်တော်မေးစရာရှိတယ်မေးလေမောင်ဘာလို့ကျွန်တော်မောင်လို့ခေါ်တာလဲကျွန်တော်နာမည်နှွေးသူမောင်ပါသူများတွေကတူတူလို့ခေါ်ကြရလေအကိုကသူများရဲ့နဲ့မတူစေချင်လို့အကိုတယောက်တည်းပိုင်တဲ့နန်းစားဖြစ်စေချင်လို့ဒါဆိုနှွေးလို့ခေါ်လို့ရလေကိုမောင်ဆိုရဲနန်းစားလေးကိုခမည်းလေးတယောက်တည်းကိုပဲခေါ်ချင်ခဲ့လို့အဲ့နန်းစားကိုခေါ်ဝင်ရှိတာလေအကိုတယောက်တည်းဖြစ်ချင်စိတ်ချပါကိုအေးမြသောလေပြေသည်အကိုနဲ့ကျွန်တော်ကြားတိုးဝေသွားသည်မန်လာမြဲနေဝင်ချိန်ဟာလှလိုက်ပုံများငေးလို့မဝနိုင်ဘူးဒါပေမဲ့အကိုမျက်နှာလေးကိုခုန်ခဲ့ရတဲ့ခံစားချက်လေးလောက်တော့မလိုက်ဖို့ရပြန်ဘူးလေမန်လာမြဲနေဝင်ချိန်ဟာတိတ်လာရင်တော့မောင်ဟုတ်ကြပါကိုရဲ့ဒါပေမဲ့မောင်လာကြောတမျိုးလေးဘလောက်ငင်းကြီးကြည့်လို့မဝနိုင်ဘူးကျွန်တော်မျက်လုံးများပြူးကျဲသွားသည်အကိုကလူကိုရင်မခုန်ခုန်အောင်ပြောတဲ့သေးတာမောင်ရီမန်ချက်ကဘာလဲရင်အကိုရီမန်ချက်ကရောအကိုကလားအကိုကကံရည်ပင်ကြီးကိုတလဲကြည့်လိုက်ကျွန်တော်ကိုတလဲကြည့်လိုက်နဲ့ပြုံးနေသည်အကိုကချစ်ရတဲ့သူနဲ့ဘွားတစ်ခုတောင်းမယ်ပြီးတော့ခွဲစိတ်ပါတစ်ခုတယောက်ဖြစ်ရှင်တယ်မောင်အခုမှချစ်သူရှိရပေါ့ရှိတယ်သူကတိတ်ချစ်ဖို့ကောင်းတော့အခုလိုစေချောင်းသားတယောက်မှရေးစားရှိတာထူးဆန်းတဲ့ကိစ္စမှမဟုတ်ပဲမရှိမှသာထူးဆန်းနေရမှာမလားဒါပေမဲ့ကျွန်တော်နှလုံးသားလေးကတော့နာကျင်သွားပြီအကိုကျွန်တော်ရှိရရက်ကိုတခါလောက်မျက်နှာမူလို့ရမလားလေရန်ကုန်ကလာရင်မောင်ဆက်ဆုလိုက်တာအကိုကခါရေကကျွန်တော်နှုတ်ဖို့ဖော်ဝါလေးထူသည်အကိုချစ်ဖို့ကလွင်ဘာမှမသိရငါတုံးပါလေအကိုပြုံးလေးမြင်နေရရင်ကျွန်တော်ကဘာမှပန်းနေပွင့်နေရောတတိမထားမိတဲ့အချိန်ခဏလေးမှာအကိုကကျွန်တော်ကိုပြူစားသွားခဲ့လေပြီဆက်ဆုတယ်လို့ဖြစ်သွားလားအကိုအစင်မပြေမပြောပါနဲ့လေသူကရန်ကုန်မဟုတ်ဘူးမန်းလေးရပဲအကိုတော့မန်လာမီကနေခွာတော့မခွာချင်တော့ဘူးသူ့တိတ်ချစ်သလားကိုအခုဘွားကြီးနဲ့တောင်ရှင်ရတဲ့အထီပါမောင်ရဲ့ကောင်းပါပြီဗျာမိုးချုံနေပြီပြန်ကြအောင်လေမောင်တဘောငါခန့်မင်းလာပါလားခန့်တယ်ဆိုပါဝရတဲ့အိတ်က
တီဗီကြည့်နေရင်မှငါ့ကိုခေါ်လိုက်တယ်ဒီကောင်ကလူကိုတတ်တော့မဲ့ဆိုင်နေမင်းတူတူသဘောကျနေလားငါခန့်အရန်တိတာသွားလားတမမောင်နဲ့ဖြစ်နေအောင်ငါမသိစီရလားဒါပေမဲ့ပြောစရာရှိရတော့ငါပြောရမယ်ငါခန့်တူတူဆိုတာငါငယ်လေးတည်းထိန်းလာတဲ့ကလေးငါညီဆိုလည်းမမအောင်မင်းမမီကတူတူလေးကိုလက်ခံမယ်ဆိုတာသိချလို့လားတူတူလေးကိုမကာကွယ်နိုင်မင်းနဲ့တော့ရှေ့ဆက်မတိုးစီချင်ဘူးငါခန့်တူတူလေးကစိတ်ဒဏ်ရာတွေနဲ့ကလေးပါကွာမောင်ရဲ့စိတ်ဒဏ်ရာတွေကိုငါမြစ်တာရင်းနဲ့ကုစားပေးမှာပေါ့ငါမောင်ကိုဖွင့်မပြောသေးပါဘူးငါကြောင့်နေတော့ဘာနောက်ရှက်မှမဖြစ်စေအောင်တေချာတခုကတော့ငါမောင်ကိုတိတ်ချစ်တယ်မင်းကငါတငယ်ချင်းရင်းကြီးပါငါခန့်ရတူတူလေးသာပြောမယ်ဆိုလက်မခံနိုင်စရာအကြောင်းမရှိဘူးအခုတော့တူတူလေးကတိတ်ငယ်သေးတယ်ကွာငါသိပါတယ်ကွာမောင်ကိုသွားချိုလိုက်အောင်မယ်ကိုအောင်ခေါင်းအဖြစ်ဖြစ်ပေါက်လိုက်တယ်အခုပဲပြောနေအောင်ဒီကောင်ကကျွဲပါဆောင်တည်တယ်လို့ပဲမအေးသေးလေကုံတာပဲဖတ်တယ်အခုဘယ်လိုလုပ်လိုက်တာလဲခန့်တယ်စိတ်မထိန်နိုင်တော့ပဲမောင်ဘေးကလူလက်တီးနဲ့ထိုးချလိုက်တယ်3 စက္ကန့်လောက်စဉ်းစားညံလက်ဟာသွားပြီးတော့လုံးမိလောက်ရလောက်လိုက်ခြင်းဖြစ်တယ်မောင်မခုံးကိုဒီလူကဘာကြောင့်ဖတ်ထားရတာလဲမောင်ရောဘာကြောင့်ဖတ်ခံရတာလဲလွယ်လားမောင်ဒီလောက်လွယ်လားမစော်ကားနဲ့ကိုကျွန်တော်တိတ်ခေါင်မစော်ကားနဲ့နှွေးသူအတန်သည်နာကျင်မှုခံပြင်းမှုတို့ရောက်ရှက်နေသည်အဖျားခက်တုံရီသွားသောအတန်တစ်ပိုင်းတစ်စသည်နှလုံးသားမှနာကျင်မှု၏ပုံရိပ်အပိုင်းစလေးသာဖြစ်သည်တဝင်တိုလို့လေမောင်တဝင်တိုလို့အခုပြောသမျှမောင်တဝင်တိုလို့အဲ့တော့ကိုသူများကိုအားနာဖို့ကောင်းတယ်အကိုကတောက်ခေါက်ကလှည့်ထွက်သွားတယ်ဒီတခါတော့ကျွန်တော်စိတ်ဆိုးခွင့်ပြုပါကိုမင်းနိုင်ကျွန်တော်ပဲအကိုစားတောင်းပန်ပါတယ်ဗျာခုနကငါညီသဘောကျနေရဆိုတဲ့အကိုလားနှွေသူကောင်းငုံကစပင်တို့ကိုဖွာလိုက်တယ်ဟုတ်တယ်ကိုမင်းနိုင်ဒီလောက်ချိန်နေကောင်းနေအောင်ငါညီကဘာလို့စိတ်ညစ်နေရလဲဗျာခုနကပြောတော့လေမကြောက်လားတဝင်တိုးလို့မအောင်နဲ့လေမချစ်တဲ့လူကတဝင်တိုးပါမလားအယူလေးရဲ့ဒါဆိုအခုကလည်းကျွန်တော်ချစ်နေလောက်တယ်ပေါ့နော်ချစ်နေလောက်တာမဟုတ်ဘူးချစ်ကိုချစ်နေတာငါညီကကျေးဇူးပါကိုနှွေးသူစပင်းကိုအချိန်တင်ကအိမ်တို့နင်းတော့သည်သူ့ရင်ထဲမှာစကားတွေကိုအခုပြောပြရမယ်အခုပြောမဲ့စကားကိုလည်းသူနားထောင်ချင်ပါသေးတယ်ဘာလို့နဲ့နှွေးသူတို့ဆယ်ရန်ဆောင်ပွဲတွေနောက်ဆုံးရက်ကိုတောင်ရောက်လွန်လာခဲ့ပြီနှွေးသူဘိုင်ကိုဖြည့်ပြရနဲ့အဖြေလွှာအခါကန်းကော်ပင်ကြီးအောက်တွင်အခုကိုစောင့်နေလိုက်တယ်နှွေးသူရင်နေတအားခုန်နေတယ်အခုကနှွေးသူကိုပြောစရာရှိလို့တယ်လေဖြေနိုင်လားမောင်ဆောလီပဲကိုဟုတ်ပါရဲ့ဗျာအခုကကျွန်တော်ကောင်းမှစပင်တို့ရှုပ်ပွားအောင်ဖွာလိုက်တယ်ဒါကိုကျွန်တော်သိသဘောကျတယ်ပြောစရာရှိလို့ဆိုကိုရောဒါလေးကအခုဆယ်ရအောင်တော့မေမေဝယ်ပေးခဲ့တဲ့ဘောပင်လေးအခုအတွက်တိတ်တံမိုးထားရတဲ့ပစ္စည်းလေးပေါ့ဒါဆိုဘာလို့ကျွန်တော်ပေးတာလဲအခုမောင်ကအဲ့လောက်ထိုက်တန်လို့ပေါ့ဘောပင်လေးကိုယူကနေသူအိတ်ကတ်တွေချိတ်လိုက်တယ်အခုမနေ့ပြန်ဆိုပြန်ရတော့မယ်မောင်ဟမ်
နှွေသူမျက်ရည်များသည်တသွင်သွင်စီးကျလာသည်ဟုတ်ပါရဲ့လေအကိုကအဲ့အချိန်တည်းတော့သူ့နေရာကိုပြန်ရမှာပေါ့ကျွန်တော်တအားမျောလင်းမိသွားရဲ့ထင်ပါရဲ့လေမငူပါနဲ့မောင်အကိုရှင်နေနာလို့ပါချစ်တယ်ကိုမောင်ခမရောက်တိတ်ချစ်တယ်တရှုံရှုံငိုနေရင်မှအကိုကိုဖတ်ထားလိုက်သည်နောက်ဆုံးအနေနဲ့ကျွန်တော်ငိုခွင့်တော့ရှိတယ်မလားကျွန်တော်လေလူတွေကပြောကြတယ်စနေနံဖြစ်တဲ့ကျွန်တော်ကဂျိုးစိုးပဲတဲ့ကန်ဆုံးမှုတွေနဲ့ပဲမိတ်ဆက်နေရတဲ့မောင်အတွက်အများဒီတန်တရားမှာကောက်ရခဲ့တဲ့ကံကောင်းမှုလေးတစ်ခုပါပဲမောင်ဘွားရဲ့လင်းရောင်လေးကဒီလိုပဲပျောက်ကွယ်သွားတော့မှလားမဟုတ်ပါဘူးမောင်ရဲ့မောင်လိုချင်တဲ့အဖြေကိုအချိန်တစ်ခုရောက်လာရင်အကိုပေးပါမယ်ပြန်လာမယ်မလားမောင်ရဲ့စိန်လေးကမောင်စီကိုပြန်လာမယ်မလားယင်ကန်းတော်တွေပွင့်တဲ့ချိန်ကျရင်မောင်စီကိုပြန်လာခဲ့ပါမယ်ခမရထားခဲ့တဲ့ဒီမန်လာမြေမှာဘွားမမခွာပဲနဲ့စောင့်နေပါမယ်သွားတော့မောင်ရဲ့စိန်ရဲ့မောင်ထားခဲ့တော့အခုဘာပေါ်ကျဆင်းလာတဲ့မျက်ရည်များကိုနှွေးသူတုပ်ပေးလိုက်သည်ထို့နောက်အခုနဖူးလေးကိုနမ်းလိုက်သည်ခမရရဲ့ပါပြင်မှာမောင်နှန်းနေမွေရသေးခင်ဒီမျက်ရည်တွေမမြင်ချင်ဘူးခမရကိုမောင်ပိုင်ဆိုင်ရင်နဲ့အခုသွားတော့မယ်မောင်တေးပြောက်ခွေသွားတဲ့ကြောပြင်လေးကိုငေးရင်မန်လာမျိုးရဲ့နေမင်းကြီးကလည်းကွေပြောက်သွားတော့တယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကစလို့နှွေးသူမောင်ရဲ့အဲစိမ်းလေးဟာပျောက်ချင်းမလားပျောက်သွားတော့တယ်ကံမကုန်ရင်ပြန်ဆောင်ကြမှာပေါ့တဲ့မောင်ရဲ့စိမ်းရဲ့မောင်ကံကိုယုံတာမှမဟုတ်ပဲမောင်ခမရကိုယုံတာလေယခုလက်ရှိကာလဒေါက်တာနှွေးသူမောင်လားယင်ဟုတ်ပါတယ်ဗျဒါလေးပေးခိုင်းလိုက်လို့ရှင်ဒါလေးပေးခိုင်းလိုက်လို့ပါရှင်ဘသူပေးခိုင်းတာလဲမင်းငယ်နှွေးသူထုတ်ကလေးမလေးလက်ထဲကခန်းကော်ပန်းစီကိုယူလိုက်သည်နှွေးသူတယောက်နေလေစာစားရင်ကန်တင်းတို့ရောက်နေခြင်းဖြစ်သည်မီးလဲတီဦးဒေါက်တာပလေးတယောက်ပဲကျေးဇူးပါနော်နှွေးသူဟမ်ဘာဂါနဲ့ကော်ဖီတစ်ခွက်မှာလိုက်သည်ဘယ်လောက်ချလဲဦးလေရှင်းပြီးသွားပြီဒေါက်တာရဲ့ဗျာဘယ်သူရှင်းသွားလဲဗျဒေါက်တာတယောက်ပဲဒါပေမဲ့ဦးလေးလည်းခုမှမြင်ဘူးလားဟုတ်ကျေးဇူးပါဗျနှွေးသူလည်းဟမ်ဘာဂါနဲ့ကော်ဖီကိုယူပြီးသားကြောင်ဝမ်းနဲ့ပြန်လာခဲ့ရသည်နှွေးသူရဲ့နားနေကန်ကိုရောက်တော့ခန်းကော်ပန်းစီကိုစပွဲပေါ်တင်ထားလိုက်သည်ဒေါက်တာ operation ဝင်စရာရှိပါတယ်ကျွန်တော်လာခဲ့ပါမယ်နှွေသူ operation ခန်းထဲတွင်3နာရီကြာခွဲစိတ်ပြီးသည့်နောက်ခွဲစိတ်မှုအောင်မြင်သွားခဲ့သည်ခွဲစိတ်ခန်းထဲမှပြန်ထွက်မောင်ချိုရည်ခြင်းမရှိချွဲနေခြင်းမရှိတဲ့ခက်ရှာရှာအတန်လိုင်းလေးကနှွေသူနောက်ကျောဘက်စီမှထွက်ပေါ်လာသည်သိကြပါတယ်ဒါသူ့တန်နှွေသူအိမ်မက်များမှတ်နေရလားနှွေသူလှည့်မကြည့်ရသည်မျက်လုံးတို့အတင်းဆုံးကန်မိတ်ထားမိသည်မောင်လှည့်ကြည့်လေကွာဒုတိယမိခေါ်တဲ့တွင်တော့နှွေသူမောင်တောက်မခံနိုင်တော့နှွေသူနှလုံးသားသည်ဒီအတန်လေးအောက်မှာထပ်မံအရေးပြောပြန်ပြီနှွေသူတဖြည်းဖြည်းလှည့်ကြည့်မိသည်မောင်ရဲ့စိန်လားမောင်ရဲ့စိန်မောင်ရဲ့နေရာမရှိတဲ့တူရဲသောမောင်ရဲ့စိန်နှွေသူမျက်ရည်တွေစီးကျလာသည်နှလုံးသားရဲ့ရေခုန်တုံးသည်လည်းတစားတစားပုံမြန်လာခဲ့သည်အကူကပေါ်ဝါမျက်မှန်ပါးလေးတက်လိုက်တာလွယ်လို့အရင်လိုခံညာတော့ဖြစ်သည်ပြုံးလိုက်တိုင်းနှင်းဝင်သွားတဲ့ပချိုင်လေးကိုအခုထိကျွန်တော်မှငေးမွားဖြစ်ရသည်
လွမ်းနေခဲ့တာခင်ဗျားရဲ့။နှွေသူအခုတင်းကျပ်နေအောင်ဖတ်ထားလိုက်သည်။မောင်တိတ်ချောလာတယ်။နေရဖျားစီကကတီတူပြောလာတဲ့အကူစကားကြောင့်ရဲလိုက်မိသည်။မောင်နှလုံးသားစီမှာခဏတာခုနာခဲ့တဲ့အဲစိန်ဖြစ်မဟုတ်ဘဲနဲ့မောင်နှလုံးသားရဲ့ပိုင်ရှင်ဖြစ်ထာဝရဖြစ်ခွင့်ပေးပါ။အကူကရုတ်တရက်ကြီးဒူးတစ်ဖက်ထောက်ချလိုက်ကနှွေးသူလက်ဖုံမို့ဖွားဖွားလေးနမ်းသည်လူတွေကြည့်နေတယ်ထားပါကိုလူတွေကမောင်မမဟုတ်ပဲကြည့်မဆိုင်ပါဘူးအလိုက်တာဗျာ Will you marry me နှွေးသူမျက်နှာကိုအုပ်ခါပခုံးများတသိမ့်သိမ့်တုံသည့်အထိရှိုက်ငုံမိတော့သည်မငိုပါနဲ့မောင်အခုရင်နေနာလို့ပါခမရထားသွားလေတနည်းမဟုတ်ဘူး10နှစ်ဗျ10နှစ်ဒီကာလာကြီးကိုဘယ်လိုရုန်းကန်ခဲ့ရလဲတိခမရတို့တောင်ပြန်မတွေးလိုက်ရပဲနဲ့မောင်သေးသွားရင်ဘယ်လိုလုပ်မလဲတောက်ချိုးနဲ့ခမရရဲ့ရှ်ဒီစကားရင်မပြောနဲ့မောင်အကူအမောင်စကားလေးနဲ့တောင်ထိခိုက်ခံမဲ့သူမဟုတ်ဘူးမြေတာတရားဆိုတာအသွားပြန်ရှိတယ်တဲ့မောင်ရဲ့စင်ရဲ့အသွားပဲရှိခဲ့တဲ့မောင်မြေတာစီကိုခမရမြေတာကြီးပြန်လာမဲ့ချိန်ကိုမျှော်နေရတာဘယ်တော့ပင်ပန်းခဲ့လဲသိလားအရာအလုံးကအကုန်မားတွေပါခန်းကော်တွေဝေချိန်ကြရင်ခန်းကော်ပင်အောက်မှာအယူတယောက်လိုစောင့်နေမိတာသိလားခတ်တယ်ခေါင်းကိုငုံထားလိုက်သည်သူဖြတ်သန်းခဲ့ရတာတွေထက်မောင်အများကြီးတက်ပုတ်ခဲ့ရမှာဘာလို့ခုမှပြန်လာလဲလို့မမေးတော့လားမောင်ကျွန်တော်ရဲ့ယုံကြည်မှုအလုံးစုံပုံဝဲထားတဲ့အထိခမရအဖိုးတန်တဲ့ကိုဘာကြောင့်ဆိုတာမောင်မသိချင်ပါဘူး10နှစ်ကြာပြီးရဲ့အထိတောင်မောင်မြတ်တာတရားတွေကမယိုရင်းသေးဘူးစေဘွားဖြစ်ခဲ့ရင်တော့ခမရဖြစ်နေသူရဲ့လေမြတ်တာတရားရှိမှမောင်တူးထောင်အောင်မှာပါလွန်ခဲ့တဲ့10နှစ်ကပြောပြခဲ့တဲ့စကားကိုအခုပြောမယ်မောင်ဒါဆိုမတ်တက်ရင်ထားလိုက်ပါကိုအကိုပခုံးမကိုင်ကဆွဲထုတ်လိုက်သည်ချစ်တာမဟုတ်ဘူးမောင်မဲတစ်ပေါက်တော့မစွန်းစေခြင်းတဲ့အထိတိတ်မြတ်နိုးရပါတယ်မြေတာတရားမောင်တယောက်တည်းအတွက်ပါနှွေသူအခုရှိဒူးထောက်ချလိုက်သည်ဒူးထောက်ခြင်းတော့မောင်ပဲထောက်မယ်မောင်ရဲ့စင်ကတော့ဘသူရှိမှဒူးမထောက်ရဘူးမောင်ပဲရှုံးပေးပါမယ်ခမရကတော့အနိုင်ယူဖို့ပဲတွေးပါအခုယူတော့အောင်လုပ်နေရလားမောင်လက်ထပ်နိုင်မလားအကိုဒီဘွားတွေမဟုတ်တန်တရားဆက်ဆက်ပုံမောင်ယောက်ျားတစ်ယောက်ဖြစ်နေလို့တခါလေးတော့နောက်ထားမရဘူးကျွန်တော်တို့တယောက်ကိုတယောက်တင်းကျပ်နေအောင်ဖတ်ထားလိုက်သည်မန္တလာမြေမှာစတည်ခဲ့သောရင်ခုန်တန်တို့သည်မန္တလာမြေ၌သာပြန်လည်ဆုံစည်းခဲ့သည်ကန်းကောက်ပွင့်များကိုတက်တည်တီလို့ချစ်သစ္စာဆိုခဲ့ဘူးသည်ကန်းကောက်ပွင့်လေးရဲ့အဓိပ္ပာယ်ဟာထာဝရချစ်ချင်းပါတဲ့အကိုတစ်ချိန်တော့ဟိုဘက်ခြံမောင်အဲစိန်လို့လွမ်းတနေစရာမလိုပဲနဲ့မောင်နှလုံးသားထဲကမောင်အိမ်သားလေးဖြစ်ခဲ့လေပြီတယူတရထွေးပွေခြင်းတဲ့လူသားလေးကခမည်းပဲအကိုခမည်းသာဖြစ်နေမယ်ဆိုရင်နောင်တာဆိုတာမောင်နဲ့မသက်ဆိုင်တဲ့အရာအမြဲကန်ခင်နေရမောင်အတွက်ဒီတန်တရားမှာကောက်ရခဲ့တဲ့တန်ရောစင်မြေတန်းလေးကတိတ်ကြီးမားပါလားချစ်ပါတယ်မောင်အဲစိန်ရဲ့ခန္ဓာတည်သူရဲ့ဘာတည်သူရဲ့ပေါ့ဟုတ်ကဲ့ပါခင်ဗျာနားထောင်ရတာအစင်မပြေလားတော့မသိပါဘူးအတန်းတိတ်ပြီးတော့အစင်မပြေသေးတော့နားထောင်ရတာလိုအပ်ချက်တွေရှိနေလို့ရှိရင်တောင်းပန်ပါတယ်ခင်ဗျာလုံးဝအတန်းပြန်ပြီးတော့အဆင်ပြေသွားတဲ့အခါမှာဝိထုရှိတဲ့ຫນွေဦးဖတ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာဒါဆိုလို့ရှိရင်အားလုံးပဲ see you